main section la so do are you angry main section la are you happy so do main ပြောနေလား main ပြောနေလားဆိုတော့ are you happy ဒီဒါကတော့မိကုံးတွေပေါ့နော် are you ဆိုတော့ဒီ are နဲ့ပြောရပါတယ် you ကတယောက်တည်းကိုလည်းပြောတယ်အကုန်လုံးနင်းမင်းတို့နင်းတို့အဲ့လိုမျိုးအများကြီးကိုလည်းတောင်းတယ် okay မေဝမ်းနဲ့နေလားဆိုတော့ are you sad မေဝမ်းနဲ့နေလား okay မင်းကြောက်နေလားဆိုတော့ are you scared အဲ့ဒီနေမှာ afraid ကလည်းကြောက်ရွံ့တော့ဆိုပြီးပြောကြတယ်ဒါပေမဲ့ afraid ကိုကြောက်ရွံ့တော့အဲ့ဒီကြောက်တဲ့နေရာမှာမတောင်းဘူးပေါ့နော် okay အဲ့ဒါဆိုရင် are you scared နဲ့ပဲတောင်းပါတယ် okay scared တော့6လတော့လည်းပြောပါတယ် okay မင်းစိတ်လှုပ်ရှားနေလားဆိုတော့ are you excited okay မင်းညင်ဝင်နေလားဆိုတော့ are you bored မင်းချမ်းနေလားအေးနေလားပေါ့နော် are you cold အဲ့လိုမျိုးပေါ့နော် okay မင်းပူနေလားဆိုတော့လူတိုင်းသိကြတာပေါ့ are you hot okay မင်းနေမကောင်းဘူးလားဆိုတော့ are you sick okay are you sick ဆိုတော့နေကောင်းဘူးလားပေါ့နော် okay မင်းနေကောင်းရဲ့လားဆိုတော့ are you well ဒါမဲ့အဲ့ဒီ well ကိုတော့they မတောင်းကြဘူးပေါ့နော်are you well နဲ့တော့ are you sick အဲ့ပဲအခုmodern english နေနဲ့တောင်းတာတွေ့ရတောင်းများတော့တွေ့ရတယ်ပေါ့နော် okay ဒီနေ့နဲ့လေ့ကျင့်ကြမယ် thank you for you watching see you next video နောက် video ပြန်ဆောင်မယ်ကျွန်တော် YouTube channel လေးကိုလည်း subscribe နဲ့ခေါင်းလုံးလေးကိုနှိုင်းထောက်ပေးဖို့တောင်းဆိုပါတယ်ဆက်မပြ English video လေးတွေတင်ပေးနေမှာပါအားလုံးကျေးဇူးတင်ပါတယ်ဗျာ